အရမ်းမိုက်မဲတာပဲအလွန်အမင်းအေးခဲနေပြီးဥပဒေစိုးမိုးမှုပြိုလဲနေတဲ့အချိန်မျိုးမှာအကြမ်းဖက်မှုကပိုဆိုးရတဲ့အကြမ်းဖက်မှုကိုပဲဖိတ်ခေါ်လိမ့်မယ်။လုံခြုံရေးခန်းထဲမှာတော့စားစရာတွေအလုံလောက်ရှိပြီးမီးလဲမှန်တယ်။ကျမကတော့နေတိုင်းထမင်းပူပူလေးစားစာအုပ်ဖတ်ဒါမှမဟုတ်ပရိုဂျက်တာနဲ့ရုပ်ရှင်ကြည့်နေလိုက်တယ်။တခါတလေကင်မရာကနေတဆင့်အပြင်ဘက်ကကဘာပြက်နေတဲ့မြင်ကွင်းကိုကြည့်လိုက်တယ်။ကလဲစားချေလိုက်ရတဲ့အရသာကနှွေးထွေးတဲ့ရေစည်းကြောင်းလေးလိုကျမကိုလွှမ်းခြုံထားတယ်။ဒါပေမဲ့ကျမကအရန်ကြီးတာယာမနေပါဘူး။ကဘာပြက်ကမှာအကြီးမားဆုံးရန်သူကအချမ်းတန်နဲ့စာလောင်မှုအပြင်လူတွေရဲ့စိတ်ထားဆိုတာကျမသိတယ်။ကင်မရာတွေကလှုပ်ရှားမှုမှန်သမျှကိုကျမအမြဲစောင့်ကြည့်နေတယ်။ဒီနေ့မှာတော့လေထုကနည်းနည်းမွန်းကျက်နေတယ်လို့ခံစားလိုက်ရတယ်။လေဝင်လေထွက်စနစ်ကအလုံးလုံးရတာနည်းနည်းခက်နေပုံရတယ်။ကျမရင်ပူသွားပြီးပြဿနာကိုချက်ချင်းသဘောပေါက်လိုက်တယ်။နှင်းတွေအရန်ထူလာလို့လေဝင်ပေါက်ကိုပိတ်သွားတာဖြစ်ရမယ်။လေဝင်ပေါက်ပိတ်တာသေးငယ်တဲ့ကိစ္စမဟုတ်ဘူး။လုံခြုံရေးခန်းကဘလောက်ပဲခိုင်ခန့်နေပါစေလေကောင်းလေတက်မရရင်အသက်အန္တရာယ်ရှိနိုင်တဲ့အပြင်ထွက်ပြီးရှင်းရတော့မယ်။ဒါပေမဲ့ကျမချက်ချင်းမထွက်သေးဘူး။အပြင်ကအခြေအနေကိုတေချာအောင်တရက်လောက်အချိန်ယူပြီးကင်မရာတွေကနေတေချာစောင့်ကြည့်လိုက်တယ်။အထူးသဖြင့်ခေါင်းမိုးနဲ့ပတ်ဝန်းကျင်ကိုပေါ့။ဖြူခွေးပြီးတိတ်ဆိတ်နေတာပဲလှုပ်ရှားမှုဘာမှမတွေ့ရဘူး။လေတိုက်လို့လွင့်နေတဲ့နှင်းမုံတွေပဲရှိတယ်။အရင်ကတကားလာထူတဲ့လူတွေလည်းနှင်းတွေအောက်မှာပျောက်ကွယ်သွားပြီ။လုံခြုံပြီလို့တေချာတော့မှအထူဆုံးအနှွေးထည်တွေဝက်နှင်းတော်သုံးမျက်မှန်နဲ့နှာခေါင်းစည်းတက်လိုက်တယ်လက်ထဲမှာတော့နှင်းရှင်းတဲ့ကော်ပြားနဲ့တန်တုပ်ကိုကင်ထားလိုက်တယ်။ဒါကကိုယ့်အတွက်နောက်ဆုံးကာကွယ်ရေးပဲအတွင်းဘက်ကအထူစားတကားကိုတတိထားပြီးဖွင့်လိုက်တယ်ကျင်းမြောင်းတဲ့လမ်းကနေစူပါမားကတ်အတွင်းပိုင်းကိုတက်သွားတယ်။အထဲမှာလည်းအပူချိန်ကအရန်ကျနေတဲ့ပစ္စည်းတွေပေါ်မှာနှင်းခဲတွေဖုံးနေပြီးနောက်ဆုံးတကားကိုတွန်းဖွင့်လိုက်တော့ဝိညာဉ်ကိုပါခဲသွားစေမဲ့အေးတန်ကမျက်နှာကိုဖျက်တိုက်သွားတယ်။ကိုလုံးပြေကာကွယ်ထားပေမဲ့ချမ်းလွန်းလို့တုံသွားတယ်မြင်နေရတာကနှင်းတွေတဝက်လောက်ဖုံးနေတဲ့ကဘာကြီးပဲမှတ်ညံကိုအသုံးချပြီးလေဝင်ပေါက်ကိုမြ мян ရှာလိုက်တယ်။ထူထပ်နေတဲ့နှင်းတွေကိုအသေးလဲရှင်းလိုက်တော့နောက်ဆုံးမှာလေဝင်ပေါက်ပြန်ပွင့်သွားတယ်နှင်းတွေရှင်းလင်းပြီးလို့မြောက်ခန်းပြန်ဆင်းဖို့လုပ်နေတော့အရင်အိမ်ရှိရဲ့ဘက်ကိုအမှတ်တမဲ့ကြည့်လိုက်မိတယ်အဲ့ဒီမှာနှင်းတွေဖုံးနေတဲ့ပုံရိပ်လေးပဲကျန်တော့တယ်တက်ရှိထင်ရှားဘာမှမရှိတော့ဘူးနှွေးထွေးတဲ့လုံခြုံရေးခန်းထဲပြန်ဝင်ပြီးတကားတွေအကုန်ပြန်ခတ်လိုက်တယ်ပထမဆုံးအနေနဲ့ကျမရဲ့အရင်အိမ်ကကင်မရာမှတ်တမ်းကိုပြန်ဖွင့်ကြည့်လိုက်တယ်